Okay ပေါက်ကလေး reaction YouTube channel နဲ့ပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့သတင်းထူးပါရရှိလဲပြီးတော့အာဆီယံကမြန်မာနိုင်ငံရဲ့အာဆီယံက SSC မင်းအောင်နိုင်ကိုဘယ်လိုအမြင်ရှိလဲဆိုတာကိုစီပြောသွားတာကိုကျွန်တော်တို့ချက်လောက်နားထောင်ရအောင်နော်ဆိုတော့ let's start it ကျွန်တော်တို့တိုင်းပြည်ပေါ်စေတနာမထားတဲ့တဲမှာအာဆီယံကအပါဝင်ဖြစ်တယ်အာဆီယံဟာခေတ်ဆက်ဆက်မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့လက်တွဲအလုပ်လုပ်လာပြီးတော့အခုຫນွေဦးတော်လှန်ရေးမှာလည်းဒီမြန်မာစစ်ဗိုလ်ချုပ်တွေရဲ့မတရားအာဏာသိမ်းမှုကိုသူတို့တိပေမဲ့အာဆီယံဟာမင်းအောင်လှိုင်ကိုအာဏာစသိမ်းတဲ့ကလက်ခံထားတာဒါပေမဲ့ပေါ်တင်လက်မခံရဲတဲ့အတွက်ခိုးကြောင်ကိုယ်လက်ခံလာတယ်အခုရွေးကောက်ပွဲကိုအတင်းအဓမ္မလှုပ်ခိုင်းတာဒီတရားဝင်လက်ခံလို့ရအောင်ရွေးကောက်ပွဲကိုအတင်းလှုပ်ခိုင်းတာဒါပေမဲ့လို့ရွေးကောက်ပွဲအချိန်ထိစောက်စရာမလိုဘဲနဲ့ငလင်ဖြစ်ပေါ်လာတာကမြန်မာပြည်သူတွေအသက်သွေးတွေချွေးတွေပေးဆက်ကပေမဲ့အဲ့ဒီစစ်ဗိုလ်ချုပ်တွေအတွက်ကအခွင့်အလမ်းကောင်းဖြစ်သွားတယ်အဲ့ဒီငလင်ကိုအကြောင်းပြုပြီးအာဆီယံအခုမြန်မာနိုင်ငံမှာရှိတဲ့စစ်ဗိုလ်ချုပ်တွေနဲ့စကားရောဖော်ရောလုပ်ပြီးတော့ဖင်လို့ဖင်ခံလုပ်နေကြတယ်အခုအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ IOG အပါအဝင်လက်ရှိမြန်မာပြည်ရဲ့တိုင်းတော်လိုင်းအင်အားစုတွေဘက်ကစာထုတ်ပြီးတော့ပြင်းပြထန်ထန်ကန့်ကွက်ပြီးအဲ့စာကိုကျွန်တော်ဖတ်ပြပါမယ်အာဆီယံအကူအညီစကားကနေပေးမှာကိုအပြင်းထန်ကန့်ကွက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့အာဆီယံခေါင်းဆောင်များတွေ့ဆုံရန်ရှိသည့်သတင်းနှင့်ပတ်သက်၍သဘောထားထုတ်ပြန်ကြေညာချက်2025ခုနှစ်ဧပြီလ16ရက်နံပါတ်1မြန်မာပြည်သူလူထုအားနေ့စဉ်နေ့အမျှအကြမ်းဖက်နှိပ်စက်နေသည့်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့အာဆီယံခေါင်းဆောင်များယခုရက်ပိုင်းအတွင်းထိုင်းနိုင်ငံဘန်ကောက်မြို့တွင်တွေ့ဆုံကြပြီးငလင်ဘေးတင်ပြည်သူများအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးကိစ္စများကိုဆွေးနွေးကြမည်ဟုသိရှိရသည်အပြစ်နံပါတ်2အပြစ်မဲ့ပြည်သူများကိုမြန်မာနှစ်တကူအခါကာလမရှောင်နေ့စဉ်ရက်ဆက်တိုင်းပြည်ဘဏ္ဍာဖြင့်ဝယ်ယူထားသည့်စစ်လက်နက်ကြီးငယ်တိုက်လေယာဉ်များဘုံများဖြင့်ပြစ်ခတ်တပ်ဖြတ်နေသောစစ်ခေါင်းဆောင်အားမြေငလင်ဘေးတင်ပြည်သူများကိုလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဟူသည့်အကြောင်းပြချက်ဖြင့်အာဆီယံခေါင်းဆောင်များကတွဲဆုံဆွေးနွေးမိအပေါ်မိမိတို့ကများစွာအထူးစိုးရိမ်မကင်းဖြစ်မိသည်နံပါတ်3ခွဲခြားဆက်ဆံမှုနှင့်ဗလိုက်မှုကင်းသောလူသားချင်းစာနာထောက်ထားမှုအကူအညီများအားတိုင်းပြည်နယ်နိမိတ်စုစုပေါင်း၏2%နှုန်းကိုသာစိုးမိုးထိန်းချုပ်စီမံအုပ်ချုပ်နိုင်သည့်စေအုပ်စုထံတိုက်ရိုက်ဆက်ဆံပေးအပ်ခြင်းမဟုတ်ဘဲမြို့သားညီညွတ်ရေးအစိုးရနှင့်တိုင်းဒေသတော်လှန်ရေးအင်အားစုများကထိန်းချုပ်စီမံအုပ်ချုပ်ထားသည့်နယ်မြေများရှိပါဝင်ပတ်သက်သူအစုအဖွဲ့အားလုံးနှင့်ချိတ်ဆက်ပေးအပ်ထောက်ပံ့ရန်လိုအပ်ပါသည်စေအုပ်စုသည်အာဆီယံ၏ဘုံသဘောတူညီချက်5ချက်ပါအခြေခံတစ်ခုဖြစ်သောအကြမ်းဖက်မှုများကိုချက်ချင်းရပ်တန့်ရေးဆိုသည့်မူအပြင်အာဆီယံအဖွဲ့ဝင်နိုင်ငံများရှင်းမောက်တွင်လိုက်နာရန်သဘောတူညီခဲ့မှုအားပြောင်ပြောင်တင်းတင်းချိုးဖောက်နေသည့်တရားခံလည်းဖြစ်သည်နံပါတ်5လက်ရှိတွင်စေအုပ်စုသည်တိုင်းပြည်အချုပ်အခြာအာဏာကိုထိန်းချုပ်ထားသည့်တစ်ခုတည်းသောအာဏာပိုင်မဟုတ်သလိုပြည်သူလူထုကိုကိုယ်စားပြုခြင်းလည်းလုံးဝမရှိတော့သည်ကိုတတိထက်ရမည်ဖြစ်သည်တိုင်းပြည်အချုပ်အခြာအာဏာသည်နေပြည်တော်မှတိုက်ရိုက်စီမံအုပ်ချုပ်နေသည့်အခြေအနေမဟုတ်တော့ဘဲနယ်မြေအသီးသီးရှိပြည်သူလူထုလက်ဝဲတက်ဆင်းသွားပြီးဖြစ်သည်ကိုတတိပြုမှုတင့်ပြီးဖြစ်သည်နံပါတ်6ထို့ကြောင့်လူသားချင်းစာနာထောက်ထားမှုပေးခြင်းဆိုင်ရာလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင်စေအုပ်စုနှင့်ထိတွေ့ဆက်ဆံခြင်းနှင့်တိုက်ရိုက်ဥတီထောက်ပံ့နေခြင်းတာမကအမှန်တကယ်ထိခိုက်ခံစားနေရသည့်တဘာဝဘေးစစ်ဘေးထံခံမြန်မာပြည်သူများထံသို့အကူအညီပေးရေးအစီအစဉ်များတိုက်ရိုက်ရောက်ရှိစေရန်တက်ဆိုင်သူများအားလုံးနှင့်လုပ်ငန်းစဉ်တရားဖြင့်ချိတ်ဆက်ဆောင်ရွက်သွားရန်အထူးပင်လိုအပ်ပါသည်ထို့ပြင်စစ်ဘေးထံနှင့်မြေငလျင်ဘေးထံကြောင့်အတိဒုက္ခရောက်နေသည့်ပြည်သူများကိုကူညီထောက်ပံ့ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကိုအရေးကြီးဆောင်ရွက်ရမည့်ကာလတွင်စေအုပ်စုကတစ်ဖက်သက်ဦးစီးချင်းမှရန်ပြင်ဆင်နေသည့်ရွေးကောက်ပွဲဆိုဒီမှာလည်းမြန်မာအရေးကိုဖြည့်ရှင်းနိုင်ပြီးဦးစားပေးလုပ်ငန်းစဉ်မဟုတ်ကြောင်းထပ်လောင်းတိပေးလိုသည်နံပါတ်8မြန်မာပြည်တွင်အားလုံးပါဝင်သောရေရှည်တည်တံ့ခိုင်မြဲသည့်ငြိမ်းချမ်းရေးရရှိရန်အတွက်မြန်မာပြည်သူလူထု၏လိုလားချက်မျှော်မှန်းချက်များကိုကိုစားပြုသည့်ဘောဓာထင်ဟပ်စေနိုင်မည့်မြန်မာ on and မြန်မာ ID process ဖြစ်စေရန်အတွက်စစ်ခေါင်းဆောင်နှင့်တစ်ဖက်သက်ဆက်ဆံဆောင်ရွက်မှုများကိုအထူးတတိပြုတင်သည်ကိုအာဆီယံခေါင်းဆောင်များအနေဖြင့်လူသားချင်းစာနာထောက်ထားသည့်အကူအညီများကိုခွဲခြားဆက်ဆံမှုမရှိဘက်မလိုက်ပဲ humanitarian business များနှင့်အညီထိရောက်စွာအကူအညီပေးနိုင်ရေးအတွက်ဆောင်ရွက်ရတွင်စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှတဆင့်ပေးအပ်ခြင်းကိုသာပြုလုပ်ပါကလူသားချင်းစာနာထောက်ထားသည့်အကူအညီများသည့်နိုင်ငံရေးအရအလွဲအသုံးချမိအနေကိုမလွဲမသွေကြုံရမည်ဖြစ်သောကြောင့်စစ်အုပ်စုမှတဆင့်ဒါပေးအပ်ခြင်းကိုမိမိတို့အနေဖြင့်အပြင်းအထန်ကန့်ကွက်ကြောင်းသဘောထားထုတ်ပြန်အပ်ပါသည်မြို့သားညီညွတ်ရေးအစိုးရ NUG ကရင်အမျိုးသားအစည်းအရုံး KNU ကရင်ပြည်အမျိုးသားတိုးတက်ရေးပါတီ KNPP ချင်းအမျိုးသားတပ်ဦး CNF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ WLB ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ FRC အမည်မဖော်လိုသည့်အင်အားစုများဆိုပြီးတော့ကျွန်တော်ဒီကန့်ကွက်စာကိုကြေညာခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီကန့်ကွက်စာထဲမှာပါတဲ့အရာတွေအားလုံးမှန်တယ်လို့တော့ကျွန်တော်တို့မပြောလို့ဘာဖြစ်လို့လဲတော်လိုင်းအင်အားစုဘက်ကိုပေးပါလို့လဲဒါပြည်သူတယောက်အနေနဲ့တစ်ဖက်သက်မပြောချင်ဘူးဒါပေမဲ့တစ်ခုရှိတာကလက်ရှိနာဂစ်ဖြစ်တဲ့ကနာဂစ်ဖြစ်တယ်ရခိုင်လေဘေးဖြစ်တယ်ပြီးလို့ရှိရင်ရေကြီးမှုဖြစ်တယ်နော်အခုငလျင်ဖြစ်တယ်
ဒါပေမဲ့နိုင်ငံတကာအကူအညီတွေအားလုံးဒီစေအုပ်စုရှိရပဲစီစဉ်ရတယ်အဲ့လိုစီစဉ်ခဲ့တဲ့တောက်လျှောက်မှာတကယ်ဒေတာခံစားရတဲ့ဒုက္ခခံစားရတဲ့ပြည်သူတွေရှိကိုနိုင်ငံတကာကကူညီထောက်ပံ့တဲ့အရာ100%မပြောဘူးနော်90%ရောက်လာ100%မပြောဘူးမြန်မာနိုင်ငံတကာကဒေါ်လာတန်း100လှူလိုက်တယ်ဆိုရင်အဲ့ဒီဒုက္ခရောက်တဲ့ဒေတာခံပြည်သူကြီးကိုတန်း90ရောက်ခဲ့ဖူးလားအဲ့ဒါအဖြစ်ပဲတော့အာဆီယံခေါင်းဆောင်တွေအနေနဲ့ဒါကိုကောင်းကောင်းနားလည်ဖို့လိုအပ်တယ်နော်ဒီမင်းအောင်လှိုင်ကိုအတက်ဆက်ပေးခြင်းနဲ့စိတ်နဲ့အခုလိုငလင်ဘေးကိုခုတုံးလုပ်ပြီးတော့လောက်တာတော့ဒါရုပ်မာတဲ့လောက်ရလို့ပဲမြင်တယ်နော်တကယ်စေတနာမှန်လို့ရှိရင်နှစ်ဖက်အင်အားစုတွေဘာမှထည့်စရာအကြောင်းမရှိဘူးနော်တိုက်ရိုက် NGO အဖွဲ့နဲ့တိုက်ရိုက်ချိတ်ဆက်ပြီးတော့မြေပြင်ထိတိုက်ရိုက်လူခွင့်တောင်းရမယ်ရှင်းလေးနော်သူတို့စစ်ဆေးချင်တာစစ်ရတယ်အခုနော်ဟိုအောက်ကဒီစစ်တပ်ထောက်ခံတဲ့ကောင်ကြီးကပြောနေတယ်မင်းတို့ ING ကမန္တလေးမြို့ပေါ်မှာအုပ်ချုပ်ထားတာမဟုတ်ဘူးလားဒါကြောင့်မလို့စစ်အုပ်စုဆိုတာဒါခလေးကစားစကားတွေနော်အတိတ်ပဲမရှိတဲ့စကားတွေကိုပြောလိုက်တကယ်အတိတ်ပဲရှိတဲ့အရာဒီတကယ်ငလင်ဘေးတင်းတဲ့ data ရဲ့စစ်တမ်းတွေကိုပေးပါပြီးလို့ရှိရင်နိုင်ငံတကာ NGO အဖွဲ့ကိုလက်ခံလိုက်အဲ့ဒီအဖွဲ့ကိုကြိုက်တယ်လို့စစ်သူတို့စစ်ဆေးပြီးပြီလားအခုမန္တလေးသွားမယ်မန္တလေးဒီစစ်အုပ်စုရဲ့အုပ်ချုပ်မှုအောက်မှာရှိနေရင်စစ်အုပ်စုရဲ့စစ်ING အုပ်ချုပ်မှု data အောက်မှာရှိတဲ့ data ကိုသွားမယ် ING သက်ဆိုင်တဲ့ online တပ်ဖွဲ့တွေစစ်ဟုတ်တယ်မလားစစ်ပြီးဒါပေမဲ့မင်းတို့ဘယ်အဖွဲ့မှလက်နက်ကင်ကြအကြောင်းရှိဒီဒုက္ခပေးအကူအညီတွေကိုအဲ့ဒီတတ်မှတ်ထားတဲ့ကိုယ်စားလှယ်အဖွဲ့ကပဲမြေပြင်ထိအရောက်သွားပေးနိုင်ရတကယ်ပြည်သူပေါ်စေတနာရှိအဲ့ဒီလောက်ရပဲလောက်ကမှာရှင်းလေးနော်ငလင်ဘေးအကြောင်းပြနော်မအေဘေးကိုအတက်ဆက်တဲ့လောက်ရကတော့ဒါကတော့ရုပ်မာတဲ့လောက်ရလို့ပဲမြင်တယ်လက်ရှိတကြံကာလမှာတော့ပြည်သူကိုရဲရဲဆက်ဆက်ဘုံလက်ကျဲနေတဲ့ကောင်ကိုဒီပြည်သူတွေကယ်ဖို့အတွက်နော်အထောက်ပံ့ပေးတယ်ဆိုတာကဖာကောင်းကိုပြည့်တစားနှိမ်စင်းလှုပ်ခိုင်းနေတဲ့အာဆီယံပဲရှင်းလေးနော်ဒီဗီဒီယိုမှာကျွန်တော်အဲ့ခေါင်းစဉ်ပေးလိုက်မယ်ဟုတ်လားမပါနဲ့ဖာကောင်းကိုပြည့်တစားနှိမ်စင်းလှုပ်ခိုင်းနေတဲ့အာဆီယံရှင်းတယ်အဲ့ထက်ရှင်းတာမရှိတော့ဘူးတကယ်အာဆီယံအနေနဲ့မြန်မာပြည်သူပေါ်စေတနာရှိလို့ရှိရင်ခုနကပြောသလိုတော်လိုင်းအန်းစုနဲ့မပေးနဲ့ရတယ် ING နဲ့မပေးနဲ့ဒါပေမဲ့ခုနကပြောသလို ING စိုးမိုးထားတဲ့နယ်မြေမှာ ING ကလုံခြုံရေးလိုက်ပြီစစ်ကောင်စီစိုးမိုးထားတဲ့ဒေသမှာစစ်ကောင်စီကလုံခြုံရေးလိုက်ပြီဒါပေမဲ့နိုင်ငံတကာ NGO ဖွဲ့အစည်းလို့ကဲတင်ခိုင်းတကယ်ဒုက္ခရောက်နေတဲ့ဘယ်အိမ်နေတယ်ဘယ်အိမ်ပြိုးနေတယ်ဘာတွေဆုံးရှုံးသွားတယ်ရောအမအင်းတခါထက်ရှင်းလိုက်နော်အခုလက်ရှိငလင်ဘေးမှာနိုင်ငံတကာလူထားတာဒေါ်လာတန်း90ကျော်တယ်အဲ့ဒီငွေအားလုံးကိုလက်ရှိငလင်ဘေးတွေလူဦးရေနဲ့အချိုးချကြည့်လိုက်ဒါပေမဲ့လက်ရှိငလင်ဘေးတင်တဲ့မိသားစုတွေလက်ရှိစစ်ကောင်စီကြီးကနေထောက်ပံ့မှုဘယ်လောက်ရဘူးလဲမထောက်ပံ့မှုတွေရှိကြတယ်အကုန်လုံးဒီပြည်သူတပ်ဖို့နဲ့ခဲရမိကြောက်ဝဲတဲ့အကုန်ထည့်နေတာလေတည့်ရသားနဲ့ဒါကိုအာဆီယံခေါင်းဆောင်တွေကဘောက်တာရောက်ဖကြက်ဥတိုက်တာသူတို့တွေဖိလို့ဖိခံနေနော်ဒီအာဏာရှင်စနစ်မြန်မာပြည်မှာအမြင့်ပြတ်သွားမအောင်တေအောင်ကြောက်တဲ့ထဲမှာအာဆီယံရှေ့ဆုံးကမြန်မာပြည်ပေါ်တကယ်ရောက်မှနေတဲ့အာဆီယံရှင်းလေးပဲအဲ့တော့ဒါကိုပြည့်ပြတ်တလားကန့်ကွက်နေတယ်ပြီးတဲ့ရှင်နော်နိုင်ငံတကာရဲ့လောက်ရက်တွေကတဖြည်းဖြည်းနဲ့ဘာဖြစ်လာလဲဆိုတော့မြန်မာပြည်သူကိုလူမလင်းခွေးမခန့်ဖြစ်လာအဲ့ဒါလို့ဖြစ်လာတဲ့အရာကိုကျွန်တော်တို့ခံနိုင်မယ်တုံ့ပြန်နိုင်ဖို့အတွက်ကတရုတ်ဘလောက်ပဲအင်အားကြီးပါစေနော်ဘလောက်ပဲတရုတ်ကလွှမ်းမိုးမှုများလို့ MNDAA ရဲ့လာရှိုးကပြန်ဆုတ်ကပါစေနော် MNDAA ခေါင်းဆောင်ကိုဖမ်းပြီးတော့မင်းတို့လာရှိုးကဆုတ်လို့လှုပ်တဲ့လောက်ရက်ဟာဘာကြောင့်လဲသိတာကျွန်တော်တို့ဘက်မှာအင်အားကြီးမညီလို့ MNDAA နောက်မှာမြန်မာနိုင်ငံလုံးရှိတဲ့လက်နက်ကင်တွေအားလုံးဟဲ့လိုမျိုးလောက်ဝါးကြီးလို့ပူပေါင်းထားကြည့်တရုတ်အဲ့လိုလှုပ်ရဲမလား MNDAA ကိုရှင်းလေးပဲအဲ့ဒါအဖြေပဲဒါကြောင့်မလို့လက်နက်ကင်ခေါင်းဆောင်တွေအနေနဲ့ဘာကြောင့်မလို့ဒီနေ့ချိန်ခင်ဗျားတို့တွေမဟာမိတ်ကိုအဲ့လိုကြစ်လက်ရမလုံနိုင်ကြတာလေမလဲခင်ဗျားတို့အကျိုးစီးပွားတွေပြပြတော့မှစိုးလို့လားအဲ့ဒါဆိုရင်တော့ကျွန်တော်တို့တိုင်းပြည်ကလက်နက်ကင်တန်တရားထဲမှာလဲနေမှာပဲဘယ်တော့မှဒီမိုကရေစီရအောင်မဟုတ်တကယ်ဒီမိုကရေစီပေါ်စေတနာရှိနံပါတ်1လောက်ကမှလက်နက်ကင်တွေအားလုံးစုစည်းအောင်လုပ်ကမှာတစ်ဖက်ကရန်သူကမလုပ်နေပြီနော်သူတို့ကကိုမာကခြေထောက်နှစ်ဖက်ရှိတာတော့အဲ့ဒီခြေထောက်နှစ်ဖက်ညီအောင်ရှောက်ဖို့အတွက်မဟာမိတ်မလုပ်နိုင်သေးဘူးသူတို့မှာကခြေထောက်နှစ်ဖက်လည်းအကောင်နော်ပြီးစပိန်လည်းရှိတယ်ဆိုင်ကလည်းရှိတယ်နော်မော်တော်ကားလည်းရှိတယ်လိုအပ်ရင်လေနာကိုတင်းနေရရှာစီစဉ်ပေးဦးမယ်အဲ့ဒါလို့ပြိုင်းနေတဲ့အနေအထားမှာကိုခြေထောက်နှစ်ချောင်းကိုတော့ခိုင်မာစွာရက်တည်နိုင်အောင်လို့ကျွန်တော်တို့တွေမဟာမိတ်စုတင်တယ်နော်ကိုနယ်ဒေတာအခုတိုင်းသားဖွဲ့တွေငါတို့နယ်ဒေတာမှာငါတို့စိုးမိုးနိုင်နေပြီဆိုကိုယ့်ကိုအကောင်းမမြင်နဲ့မရဘူးခဏလေးပဲအမှောက်ချေပလိုက်လို့ရတယ်နော်ကိုတစ်ဖွဲ့နဲ့သွားရှင်းနေလို့ဘာမှဖြစ်မလာဘူးအဲ့ဒါစကားမှားလားမှန်လားနှစ်ပေါင်း80လောက်ခင်ဗျားတို့တိုက်လာတမိုင်းပြန်ကြည့်လိုက်နော်ဒါကြောင့်မို့လို့ပြောတယ်တခါကျွန်တော်ညင်းမှုတယ်ငါတို့ကလည်းလက်နက်ကိုင်းလာနှစ်ပေါင်း80လောက်ရှိပြီမင်းတို့နဲ့တွေ့ကြုံရှိတယ်ဟာဗျာတကယ်ကျွန်တော်အံ့ဩတယ်လက်နက်ကိုင်းခေါင်းဆောင်တော့ကျွန်တော်ပြောလိုက်တယ်မပြောနဲ့လို့အဲ့ဒါလူကြားထဲမှာမပြောနဲ့ရှက်ဖို့ကောင်းတယ်လို့သူကျွန်တော်ကြောင်ကြည့်ဘာဖြစ်လဲစောက်သုံးမကြလို့မင်းတို့နှစ်ပေါင်း80လောက်တိုက်တာမနိုင်တာလို့အဲ့ဒါကိုစောက်သုံးမကြတဲ့ဟာကြီးကိုထောက်မပြောရဘူးရှက်စရာကြီးလို့ဟုတ်တယ်မလားရှင်းလေးအစ္စရေးကဂါဇာကမ်းမြောင်တစ်ချက်တော့ချက်အုံးဆိုကြည်ပုတ်သွားတယ်ပြီးသွားတယ်ဆက်တဲ့နိုင်ပိုင်းမိနစ်ပိုင်းပြီးသွားတယ်ဘာဖြစ်လို့လဲအစွမ်းစားရှိတာအတုံးကြတာဟုတ်
ဟုတ်တယ်မလားနှစ်ပေါင်း80လောက်တိုက်လာတာဂုံစရာမဟုတ်ဘူးရှက်စရာကြီးဗျမင်းတို့တိုင်းပြည်မှာနှစ်ပေါင်း80လောက်လက်နက်ကင်ပြီးတိုက်လာတာဘာမှမဖြစ်ဘူးကွာပြည်သူကစစ်မြေပြင်ဖြစ်သွားတယ်နော်တိုင်းပြည်ကစစ်မြေပြင်ထဲမှာနှစ်မွန်းသွားတယ်မင်းတို့တိုင်းပြည်ဘာမှဖြစ်မလာဘူးရှက်စရာကြီးအဲ့တော့အဲ့နှစ်ပေါင်း80တိုက်လာတဲ့တမိုင်းကိုကြည့်ပြီးရှက်ကြပါနော်ပြီးလို့ရှိရင်ဒီလိုဖာကောင်းကိုပြစ်ဒဏ်နှိမ်နေရင်လုံနေတဲ့လုံရက်တွေကိုရအောင်ကန့်ကွက်ပြီးရအောင်တိုက်ဖြတ်ကြပါဒီတော်လန်ဒီစစ်ကောင်းဆောင်ရဲ့အယောင်ပြရွေးကောက်ပွဲကိုလက်ခံလိုက်တာနဲ့မြန်မာပြည်စမုံတုံးပြီနော်အဲ့ဒါတေးကြပါလေနော်အဲ့တော့တိုင်းသားခေါင်းဆောင်တွေလက်နက်ကောင်းကန်ခေါင်းဆောင်တွေ NUG ခေါင်းဆောင်တွေအနေနဲ့နော်ဘာလောက်ကမလဲဆိုတဲ့အရာကိုပြည်သူကိုရှင်းလင်းချပြပြီးတော့ပြက်ပြက်သားသားလောက်ကမယ်အချိန်ရောက်ပါပြီရန်သူကတော့ရန်သူပြည်သားဆိုတာတူလောက်ဖို့ရှိတော့တလန်းချင်းလုပ်နေပါတယ်ကျွန်တော်တို့ဘက်ကလည်းနော်ကျွန်တော်တို့တွေကတိုင်းပြည်အတွက်ပြက်သားမယ်အချိန်မှာပြက်သားပေးကြပါစခန်းလေးတစ်ခုတိန်းအောင်ကြည်ညူးနေတဲ့အဆင့်နေလို့ရတဲ့အချိန်ကာလမဟုတ်တော့ပါဘူးဒါအရေးကြီးပါပြီအခုဆိုအာဆီယံကမှသူတို့ဘက်ကဝင်တိုက်တဲ့အနေအထားဖြစ်လာတယ်ဒီလိုအနေထားမှာကျွန်တော်တို့ဘက်ကပြက်ပြက်သားသားလောက်ကမယ်အခုနေပြည်တော်တိမ့်ပြီးနေပြည်တော်မှာစေအောင်ချုပ်ထိုင်လိုက်ကြည့် PDF တွေဘက်ကအဲ့ဒီအာဆီယံချက်ချင်း PDF ရုံးခန်းရောက်လာလိမ့်မယ်နော်ဒီကောင်လေးစောက်ကြည့်ရင်ဒါပဲအဲ့တော့ကျွန်တော်တို့တွေလောက်ပြဖို့လိုတယ်ထိုင်းလားလက်မခံဘူးလားโอเคရတယ်ဗစံနဲ့မပြောနဲ့ထိုင်းနယ်နမိတ်တောက်လျှောက်ကိုသိမ်းကြလိုက်ကြည့်နော်လက်ရှိတိုင်းနယ်စပ်တောက်လျှောက်မှာရှိတဲ့စစ်ကောင်စီစခန်းအားလုံးတိမ့်ပြီးတော်လိုင်းဒေတာစိုးမိုးပလိုက်ကြည့်ချက်ချင်းအပြောင်းလဲမဖြစ်နိုင်ကြိုက်တယ်လို့ပြောလဲလာဖြတ်လိုက်ကျွန်တော်အဲ့ဒါလို့လှုပ်ဖို့အတွက်ဝိုင်းလို့ပြောနေကြဒါပဲအဓိကကျွန်တော်တို့တွေကအားငါတို့ကထိုင်းထဲကိုဝင်လို့မရဘူး။နော်ထိုင်းရလက်ခံမရတယ်လေဝင်ဖို့မပြောတာမဟုတ်နော်နံပါတ်3ရဖို့အတွက်1နဲ့2နဲ့ပေါင်းမှ3ရတာမဟုတ်1 3ခုပေါင်းနဲ့3ရတယ်နော်3နဲ့3ညနဲ့ပေါင်းနဲ့3ရတယ်အဓိကဘာလဲကျွန်တော်3ရဖို့မလားအေးအဲ့ဒါပဲနော်ကျွန်တော်တို့3ရဖို့အတွက်1နဲ့2ပေါင်းလို့မရတိုင်းထိုင်းကြည့်နေလို့မရဘူးနော်1နဲ့2တို့ပေါင်းလို့မရရင်1 3လုံးပေါင်းလိုက်မယ်ကျွန်တော်တို့အဲ့ဒါပဲထိုင်းကိုဒီလမ်းဝင်လို့မရဘူးတန်တမိုင်းလမ်းကြောင်းဝင်လို့မရဘူးโอเคမဝင်ဘူးနော်နေဆက်တောက်ချောက်ကိုဘယ်လိုစိုးမိုးအောင်တင်းပြလိုက်တယ်အဲ့ဒီဒေတာမှာစိုးမိုးထားလက်နက်ကင်တွေဘာတွေဖြစ်စည်းပေးရမလဲပြည်သူနဲ့လက်တော်ကြီးလှုပ်ချလိုက်ရှင်းလေးဒါပေမဲ့၄နှစ်ကျော်9နှစ်တည်းဝင်လာပြီကျွန်တော်တို့အဲ့နေဆက်တောက်ချောက်အခုထိမရဘူးအကုန်လုံးနော်ရပြီးသားကရင်ပြည်နေကြီးပြန်ပေးလိုက်ရှက်စရာကြီးအဲ့တော့ပြည်သူတွေဘာဖြစ်လဲစိတ်တက်ကြတယ်ငါဟဲ့လူတွေဖြစ်ကုန်တယ်အကုန်လုံးတော်လှန်ရေးကိုငါနဲ့ကြိုက်တော့လက်ဆင့်ဖြစ်ကုန်ဆိုတော့ဒါတွေကလုံးဝမဖြစ်တဲ့ကိစ္စတွေနော်အဲ့တော့အကျိုးစီးပွားတွေကိုခဏလေးပြည့်စည်မိထားလိုက်ပါနော်တော်လှန်ရေးပြီးလှုပ်ကြပါအကုန်လှုပ်ကြပါဒီပွဲဟာအရေးကြီးတဲ့ပွဲမလို့ပါဒီပွဲမနိုင်ခမားတို့ကိုကျိုးစည်းပွားတဲ့မခံဘူးဆိုတာတည်ထားလိုက်ပါနော်ဒါကြောင့်မလို့အားလုံးကအရေးကြီးရမယ့်အချိန်မှာသွေးစည်းညီညွတ်စာနဲ့ကျွန်တော်ဝိုင်းလုပ်ပေးကြပါလို့အားလုံးမြတ်တာရက်ခံပါတယ်ဟုတ်တယ်ကူစီပြောတာလေမှန်နေပဲဆိုတော့ဒီတကားတော့ကျွန်တော်တို့နောက်ဆုံးပွဲလေးဖြစ်နိုင်တယ်ဆိုတော့အားလုံးတို့ရဲဘော်တွေတူရုန်းကန်ပြီးတော့စူးစမ်းရအောင်